အရင်ဗီဒီယိုမှာအနောက်ကဖြတ်ဖို့မေ့သွားတဲ့အတွက်အတတပိုင်းလိုသွားတာကြောင့်တောင်းပန်ပါတယ်အခုလည်းအကုန်လုံးကိုအလိုက်စားပျောက်ထဲပဲလောက်ရတာဖြစ်တဲ့အတွက်ကြောင့်လိုအပ်သွားတဲ့နေရာလေးတွေရှိရင်နားလည်ပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါအလိုက်စားပဲဖြစ်ပါတယ်အခုနောက်ပိုင်း cosplayer တွေနဲ့ audience တွေက cosplay ဆိုတာ fictional character တွေလို့အပြင်မှာတကယ်ဝတ်စားပြီးပွဲတွေလုပ်ကြတယ်။ရှောက်သွားကြတယ် TikTok ရိုက်ကြတယ်အဲ့လောက်ပဲသိကြပါတယ်။ဒါပေမဲ့ viewer တို့သိကြပါသလား။ဒီလိုခေတ်ပေါ် culture တစ်ခုမှာတမိုင်းကြောင်းနောက်ခံအပြည့်အစုံရှိတယ်ဆိုတာကိုဟုတ်ပါတယ်တင်နာကြမလွဲပါဘူးအရင်ဆုံး cosplay ဆိုတဲ့ဝေါ်ဟာရဘလို့ပေါ်ပေါက်လာတဲ့ဆိုတာကစတင်ပါတယ် cosplay ဆိုတဲ့ဝေါ်ဟာရကို1984ခုနှစ်ဂျပန်လူမျိုးစာရေးဆရာတယောက်ဖြစ်တဲ့ Nobuyuki Takahashi ကအမေရိကန်နိုင်ငံ Los Angeles မြို့မှာကျင်းပတဲ့ Sci-Fi Convention ကိုတွားရောက်ပြီးနောက်သူကဝတ်စုံဝတ်ထားတဲ့ဝါသနာရှင်တွေကိုဖော်ပြဖို့အတွက်ဂျပန်မဂ္ဂဇင်းတစ်ခုမှာ costume လို့ခေါ်တဲ့ဝတ်စုံတွေကိုအစွဲပြုပြီးဇက်ကောင်တွေနေရာကတရုပ်ဆောင်ခြင်းလို့အဓိပ္ပာယ်ရတဲ့ role play တို့ကိုဖောက်ဆက်က cosplay ဆိုတဲ့စကားလုံးကိုတီထွင်သုံးစွဲခဲ့ရာကဘာကျော် cosplay ဆိုတဲ့ဝေါ်ဟာရဖြစ်ပေါ်လာတာပဲဖြစ်ပါဟဲ့နင်ဒီမှာဘာလုပ်နေရလဲဒီမှာလေးဗီဒီယိုရိုက်နေလို့မမေရဲ့ငါနဲ့ခုနထမင်းစားဖို့ခေါ်နေရမကြားလိုက်ဘူးလားမကြားဆိုတော့ကတခါရှိသွားခဲ့တဲ့ Sci-Fi Convention ပွဲဆိုတာကကမ္ဘာပထမအဆုံး cosplay ပွဲလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီခေတ်ကနာမည်ကြီး Sci-Fi ရုပ်ရှင်ပရိသတ်တွေလာကြတဲ့ပွဲလို့လည်းပြောလို့ရတယ်သူသွားခဲ့တဲ့ပွဲကကြတော့ American နိုင်ငံမှာကျင်းပတဲ့ Sci-Fi Convention ပွဲ42ကြိမ်မြောက်ပွဲပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကမ္ဘာပထမအဆုံး cosplayer တွေက American နိုင်ငံကပဲဖြစ်ပါတယ်1908ခုနှစ်အမေရိကန်နိုင်ငံက Mr. and Mrs. William Fell ဆိုတဲ့လင်မယားနှစ်ယောက်က comic strip သတင်းစာတွေကခါတုံးစကောင်တွေဖြစ်တဲ့ Mr. Skygag နဲ့ Mrs. Pickles ဝတ်စုံတွေကိုဝတ်ဆင်ပြီး carnival ပွဲတစ်ခုကိုတက်ရောက်ခဲ့ကြပါတယ်။ဒါနဲ့ပြောစရာတစ်ခုကြံသေးတယ်။ကိုကောင်မလေးတို့မဟုတ်ကိုချစ်တဲ့သူတယောက်ယောက်ကိုဒီလိုမျိုးကာတွန်းချီပြီးပုံလေးတွေနဲ့တွဲပြီးမြင်ချင်ပါသလား။ချီပြီးမဟုတ်ရင်တော့မှဒီလိုပုံမျိုးလေးတွေနဲ့ဆိုရင်ရောဒီလိုပုံမျိုးလေးတွေနဲ့ကိုချစ်တဲ့သူရဲ့မျက်နှာကိုမြင်ချင်တယ်ဆိုလို့ရှိရင်တော့အလိုက်စားရှီကိုသာလာခဲ့လိုက်ကြတော့နော်အလိုက်စားရဲ့ Telegram နဲ့ TikTok ချက်ပေါက်ကနေတဆင်လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်ဈေးနှုန်းလေးတွေကတော့ကိုလိုချင်တဲ့ပုံစံကိုမူတည်ပြီးတော့9000ကနေစပြီးရှိပါမယ်ရှင်ဇာတ်လမ်းလေးကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့ Mr. and Mrs. William Fell ကိုတမိုင်းပညာရှင်အချို့ကကမ္ဘာပထမအဆုံး cosplayer တွေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်အဲ့ဒီခေတ်က cosplay ဆိုတာကိုနိုင်ငံတကာ fan culture တစ်ခုဖြစ်အောင်အလင်းပေးခဲ့တဲ့သူလည်းရှိပါတယ်။သူမကို cosplay တို့ရဲ့စတင်ရာမိခင်ကြီး Myrtle R. Douglas ခေါ် Morojo လို့လည်းလူသိများပါတယ်။နာမည်လေးအတတ်ထွက်မှားသွားရင်တောင်းပန်ပါတယ်။သူမဟာ1939ခုနှစ်အမေရိကန်နိုင်ငံနယူးယောက်မြို့မှာကမ္ဘာပထမဆုံးကျင်းပတဲ့ Sci-Fi Fiction Convention Worldcon လို့ခေါ်တဲ့ပွဲကိုတက်ရောက်ခဲ့ပါတယ်။သူမမတိုင်ခင်မှာလူတွေဟာ mask ball မျက်နှာဖုံးစွပ်ပွဲတွေကာနီဗယ်ပွဲတွေမှာဝတ်စုံလူဝတ်လေးရှိကြပေမဲ့ဒါဟာအပျော်သဘောတလေးတစ်ခုပဲရှိပါသေးတယ်။သူမဟာသိပ္ပံစိတ်ကူးရင် sci-fi ဇာတ်လမ်းတွေကိုယူသွသူတယောက်ဖြစ်ပြီးသူမကိုယ်တိုင်ကလည်းသိပ္ပံစိတ်ကူးရင်ဇာတ်လမ်းတွေကိုရေးတဲ့စာရေးဆရာမတယောက်ဖြစ်ခဲ့ပါတယ်။သူမဟာသိပ္ပံစိတ်ကူးရင် sci-fi ရုပ်ရှင်ဇာတ်လမ်းတွေကိုယူသွသူတယောက်ပြီး1936ခုနှစ်ကထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်တစ်ခုဖြစ်တဲ့ Things to Come ကိုအခြေခံပြီး futuristic costume အနာဂတ်စတိုင်ဝတ်စုံကိုကိုယ်တိုင်ချုပ်လုပ်ပြီးဝတ်ဆင်ခဲ့ပါတယ်။ Morojo ဟာသူမအပြင်သူမရဲ့ချစ်သူသူမရဲ့လှုပ်ခေါ်ကိုင်းဘက်လေးဖြစ်တဲ့ Forrest J. Ackerman အတွက်ပါ costume တစ်ခုချုပ်ပြီးတော့အတူတူပွတ်တက်ခဲ့ကြပါတယ်။ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အားလုံးကျေးဇူးတင်ပါတယ်။ Bye bye